26 ရက်နေ့ကြာသပတေးနေ့၌ရန်ကုန်မြို့ဂုတလီကွက်တင်မြင်းမြန်တွင်အနောက်ဘက်ရှိလမ်းပြရဲကြဥမ္မာမောင်ကြီးဘုရားတော်ဥမ္မာမောင်ကြီးအေးဒီရီ၌ဆရာတော်ဘုရားသည်တတ္တဝါပေါင်းတော်အပယ်လေးဝင်ပိတ်နိဗ္ဗာန်တကားဖို့တရားများကိုဟောကြားသည်ကိုဆက်လက်နာကြားတော်မူကြပါခင်ဗျာ၎င်းတရားကိုနာကြားသည့်နောက်ဝင်ရပေါင်းတို့သည်အပယ်လေးဝင်ပိတ်နိဗ္ဗာန်တောင်းချေမျိုးသို့ကုသတော်မူနိုင်ကြပါစေကုန်သတည်းဆောင်ရသောပုဂ္ဂိုလ်ပေါင်းတို့သည်ယခုဘဝနဲ့ပင်အပယ်လေးဝင်ပိတ်နိဗ္ဗာန်တောင်းချေမျိုးသို့ကုသနိုင်ကြပါစေကုန်သတည်းဆရာတော်အရှင်မြတ်ဘုရားသည်ဘုရားတပည့်တော်တို့အားသနာတော်အဖြစ်တရားသူတရားမြတ်များကိုဟောကြားပြသတော်သင်ဆုံးမ၍အပေတကားပိတ်နိဗ္ဗာန်ကဖွင့်ပင်လျှောက်ထားပါသည်ကျေးဇူးရှင်အရှင်သူမြတ်ဘုရားယောဂီပုဂ္ဂိုလ်ဥပဇင်ကလည်းမိုးကောင်းတာရောက်ဘူးတယ်မိုးကောင်းတာတရားဟောဘူးတယ်ယောဂီပုဂ္ဂိုလ်တွေဥပဇင်ကတော့တရားဟောဓမ္မဂတိကပုဂ္ဂိုလ်မဟုတ်ပါဘူးတရားဟောစာလည်းမတတ်ဘူးအဲ့တော့စာလည်းမတတ်တော့အခေါ်လေးများမှားသွားပြီဆိုလို့ရှိရင်ပฏิယကျွန်းကြည့်တဲ့ပုဂ္ဂိုလ်တွေအခေါ်လေးမှားသွားပြီလို့ဆိုလို့ရှိရင်ဖြင့်ပို့လို့ရှိရင်လည်းနှုတ်လိုက်ပါလိုလို့ရှိရင်လည်းဖြည့်ပေးပါလို့ဥပဒေကတောင်းပန်ပါတယ်ဥပဒေကစာမတတ်လို့ပြောရပါတယ်စာကတော့ဘိသိက်တော့မှမတတ်ဘူးအဲ့တော့ဒကာဒကမများအခုဥပဒေကဝန်ခံပါတယ်စာလို့တော့ဘာမှမသိအဲ့တော့စာလို့မသိတာအခုဒကာဒကမများဥပဒေဤခန္ဓာကရထားတဲ့တရားကိုဒကာဒကမများဖောက်တယ်ချအဲ့တော့စာလို့ကတော့ဘာမှမသိအဲ့တော့ခန္ဓာကတရားကတော့သိပါတယ်အဲ့တော့အခုဒကာဒကမများခန္ဓာကတရားကိုဥပဒေကဒကာဒကမများဟာဖြင့်ဖောက်တယ်ချမှာပဲအဲ့တော့ဥပဒေကဓမ္မဂတိကပုဂ္ဂိုလ်ဆရာလည်းမဟုတ်ဘူးစာလည်းမတတ်ဘူးစာလို့လည်းမရွတ်တတ်ဘူးသဘာဝပဲဒကာဒကမများလက်ဆွဲပြီးတော့ပြမှာပဲအဲ့တော့ဥပဒေကတော့တရားနာတဲ့ပုဂ္ဂိုလ်လည်းရှိကြမှာပေါ့လေတရားထိုင်တဲ့ပုဂ္ဂိုလ်လည်းရှိကြမှာပေါ့ဥပဒေကတော့ကြိုက်တာကတော့တရားထိုင်မှကြိုက်တရားမထိုင်လို့ရှိရင်ဖြင့်တရားနာတာကတော့ကုသိုလ်ရမှာပဲတရားထိုင်တဲ့ပုဂ္ဂိုလ်ကတော့အပယ်လွတ်မှာပဲအဲ့ဒါကြောင့်မလို့ဥပဒေကဒကာဒကမများဖောက်တယ်ချမှာကအဖတ်တရားအမှတ်တရားမဟုတ်ပါဘူးခန္ဓာကိုယ်ကရှာထားတဲ့အတ္တတရားကိုဒကာဒကမများပြောမှာဟောမှာအဲ့တော့ဥပဒေကစာလို့မတတ်တော့ခန္ဓာကရှာထားတဲ့တရားဟာအတ္တတရားပဲဟောအဲ့တော့စာလို့ကတော့မသိစာလို့ကတော့ဥပဒေကဥပဒေကူမှာအခုဥပဒေနေရှိတယ်သတင်းစာကြည့်လိုက်လို့ရှိရင်ဖြင့်ညတချမ်းဖက်သတ်ထားတဲ့ဥစ္စာမဖတ်တတ်လို့အဲ့ဒါဥပဒေနေကိုပြောရတယ်ဥပဒေများဒါဘယ်လိုဖတ်ပါလဲလို့အဲ့ဒီလိုပြောရပါတယ်စာကတော့ဘယ်လိုလုပ်တာပါအဲ့တော့ဒကာဒကမများအခုယောဂီပုဂ္ဂိုလ်ပေါ့တရားကျင့်ညာအထုတ်တဲ့ယောဂီတွေလည်းရှိနေမယ်မကျင့်မကြံမအထုတ်တဲ့ပုဂ္ဂိုလ်တွေလည်းရှိနေမယ်အဲ့ဒီတော့ဒကာဒကမများဥပဒေကတော့တရားကျင့်တာကိုကျင့်ကြပါလေအဲ့ဒီတော့တရားနာတာနာကြပေါ့ကျင့်တဲ့ပုဂ္ဂိုလ်ဆိုရင်ဥပဒေကသိအားရှိအဲ့ဒီတော့ကျင့်ဖို့ဟာကတော့ဒကာဒကမများတဲ့ဥပဒေကပြဖို့ဟာကတော့ဥပဒေတာဝင်မယ်အဲ့ဒီတော့ဒကာဒကမများအခုသာသနာကြီးဟာဖြစ်အခုနောက်ပိတ်ဆုံးသာသနာမှီကြပါပြီအခုမနုဿတ္တဒုံလဘရခဲ့သောတရားလေလူရဲလို့လည်းကံပေါ်ကြပြီဓမ္မယရဏတွေလည်းပွင့်နေပါပြီအခုမြို့ကြီးထဲမှာတရားဌာနတွေကအများကြီးပဲကျင့်ညာအားထုတ်ကြပါလို့ဥပဒေကတိုက်တွန်းပါတယ်ကျင့်ညာအားထုတ်တဲ့ပုဂ္ဂိုလ်မှသာဒီသာသနာကြီးကိုတက်နိုင်ကြမယ်မကျင့်မကြမအားထုတ်တဲ့ပုဂ္ဂိုလ်ကြပြီဆိုလို့ရှိရင်ဖြင့်ဒီသာသနာကြီးနဲ့လွဲကြတယ်အဲ့ဒီတော့ဒီသာသနာကြီးကိုမိအောင်တက်ကြဒီသာသနာနဲ့လွဲသွားပြီဆိုလို့ရှိရင်မဟာအလွဲကြီးလွဲကြတော့မယ်အဲ့ဒီတော့ဒီသာသနာကြီးမိအောင်တက်ကြပါလို့အဲ့ဒီလိုဦးဇင်းကပြောတယ်မှာအဲ့ဒီတော့ဒကာဒကမများသာသနာရဲ့ဓမ္မတာရဲ့ရှိပါလေသာသနာရဲ့ဓမ္မတာရဲ့ဆိုတဲ့ဥစ္စာကဓမ္မတာဆိုတဲ့ဥစ္စာကသာသနာဘကလုပ်တဲ့လုပ်ငန်းတွေဟာဓမ္မတာလို့ခေါ်ပါလေအဲ့တော့သာသနာဆိုတာကအခုဂေါရမမြတ်စွာဘုရားသာသနာတော်ကြီးနောက်ပိတ်ဆုံးသာသနာဖြစ်တဲ့အချိန်မှာနောက်ပိတ်ဆုံးသာသနာမှာအခုသမထဝိပဿနာတရားကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်ကြတော့သာသနာဝင်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဘာကြောင့်သာသနာဝင်ပုဂ္ဂိုလ်ဖြစ်တယ်လဲ။သူကအမှန်မြင်ပြီးအမှန်သိအမှန်မြင်ရမှာကဘာလဲအမှန်မြင်အမှန်သိရပါကယုံနာကိုမြင်တယ်။အဲ့တော့ဒကာဒကမများအမှန်သိရမှာကမြတ်စွာဘုရားကိုတော်မြတ်ကြီးကလည်းအထင်ရှားကြီးဟောထားတယ်။အတိတလုံးအမြတ်ဆုံးတယ်အဲ့ဒီလိုဟောထား။အတိတလုံးအမြတ်ဆုံးဘယ်ဟာကိုသိမလဲ။ရှိတာကိုသိမလားမရှိတာကိုသိမလား။အဲ့တော့ရှိတာကိုသိကြရလိမ့်မယ်မရှိတာကိုမသိကြမရှိတာကပညာရှိတာကပရမယုံနာရှိတာကိုသိကြရလိမ့်မယ်မရှိတာကိုတော့မသိကြနဲ့မရှိတာကိုသိလိုက်ပြီဆိုလို့ရှိရင်ဖြင့်ဒကာဒကမများအပယ်ဆင်းရတယ်အပယ်ဆင်းမှာကတော့ဒကာဒကမများ
အမှန်သိတဲ့ပုဂ္ဂိုလ်မှကလည်းအပယ်လွတ်မယ်အမှန်မသိတဲ့ပုဂ္ဂိုလ်ကြတော့တရားဓမ္မများအပယ်များလွတ်မယ်ထင်ကြလားပိဋကသုံးပုံနှုတ်ငုံဆောင်ထားအောင်အပယ်များလွတ်မယ်ထင်လားအဲ့တော့ပိဋကသုံးပုံနှုတ်ငုံဆောင်ထားအောင်တော့အပယ်လွတ်မလားတဲ့မလွတ်ပါဘူးမြတ်စွာဘုရားကလည်းမဟောဘူးဘာကြောင့်မဟောသလဲတဲ့ပိဋကသုံးပုံနှုတ်ငုံဆောင်ထားလို့နတ်ပြည်သွားတယ်လို့မဟောဘူးမြမ20တက်တယ်လို့လည်းမဟောဘူးဘာကြောင့်မဟောသလဲတဲ့ယုံနာမသိဘူးခန္ဓာကိုယ်ပေါ်ကသဘာဝသစ္စာကိုမမြင်လို့သမုဒိသစ္စာသာသိသမုဒိသစ္စာတော့ပုဂ္ဂိုလ်အပေါင်းမှာသိကြတာကြီးအဲ့တော့သမုဒိသစ္စာပရမသစ္စာနှစ်နဲ့တွဲသိရအဲ့တော့ဓမ္မတာရဲ့သာသနာရဲ့နှစ်နဲ့တွဲသိရဓမ္မတာဆိုတာကတရားဓမ္မများသာသနာဘကလုတ်တဲ့လုပ်ငန်းစဉ်တွေဟာဓမ္မတာလို့ခေါ်ဓမ္မတာဆိုတာဘာလဲတဲ့ကာအလုပ်တွေကာအလုပ်တွေလုပ်နေတဲ့ပုဂ္ဂိုလ်ကြတော့ဓမ္မတာလို့ခေါ်တယ်ကာအလုပ်တွေဆိုတာကယုံနာကိုမသိဘူးဒါနနဲ့တင့်တယ်နဲ့သီလနဲ့တင့်တယ်နဲ့သမထနဲ့တင့်တယ်နဲ့ဘာဝနာနဲ့တင့်တယ်နဲ့အဲ့ဒါကသာသနာဘကလုပ်တဲ့လုပ်ငန်းစဉ်တွေအဲ့ဒီဟာကတော့အပယ်လွတ်မလားတဲ့ဘယ်တော့မှမလွတ်ဘာကြောင့်မလွတ်တလဲတဲ့ကာအလုပ်ကိုလုပ်ထားလို့ကာအလုပ်ကိုလုပ်ထားတော့ညာအလုပ်မပါလို့ညာအလုပ်လုပ်မှသာသနာဝင်ပုဂ္ဂိုလ်ဖြစ်ကြမယ်ဓမ္မတာအလုပ်တွေနဲ့တော့တရားဓမ္မများအခုသာသနာကြီး